Hello 여러분အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ grade ဖြည့်ထားတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ကိုရီးယားမှာကျောင်းသားတက်ဖို့စဉ်းစားထားတယ်ဒါပေမဲ့ကျောင်းနေအများကြီးတွေကဘယ်ကျောင်းကတင်တော်လဲဘယ်ကျောင်းကိုရွေးရမလဲဆိုတာကိုစဉ်းစားရခက်နေတယ်ဆိုရင်ကျောင်းလေးတစ်ခြားလားညွှန်ပေးခြင်းနဲ့ဒီကျောင်းကတော့ကိုရီးယားအစိုးရရဲ့ Excellent Certified University ဖြစ်အသိမှတ်ပြုခံထားရပြီးတော့မှဗီဇာထုတ်ပေးမှုနှုန်းဗီဇာရရှိမှုနှုန်းရမ်းမြင့်မားတဲ့ Summer University ပဲဖြစ်ပါတယ်ဒီကျောင်းလေးကကြတော့ဒီချွန်နန်ပြည်နယ်အာဆမ်မြို့မှာရှိရပေါ့နော်ဆိုးမြို့ကိုသွားစင်တယ်ဆိုရင်33မိနစ်လောက်ရထားစီးသွားရုံနဲ့ရောက်တယ်ပြီးရင်ဒီကျောင်းရဲ့ပတ်ဝန်းကျင်မှာလည်းဒီစက်မှုစုံတွေနဲ့လည်းနီးတယ်ပြီးရင်ကျောင်းရဲ့ပတ်ဝန်းကျင်ဒီရှိတဲ့မြို့ကကြလည်းကျောင်းသားတွေအတွက်တင့်တော်တဲ့ပတ်ဝန်းကျင်ဖြစ်တာမို့လို့ဆိုးမြို့လိုမျိုးစုညံမှုတွေနဲ့ကင်းဝေးတဲ့နေရာလေးမှာအေးဆန်းဆန်းနဲ့စာသင်နိုင်မယ်ပြီးရင်နိုင်ငံခြားကျောင်းသားတွေလည်းအရန်တက်တယ်နော်ဒီကျောင်းကလေးကကြတော့ Global Universityဖြစ်တဲ့အတွက်ကြောင့်မလို့လေနိုင်ငံခြားသားတွေအကျန်းကိုနှစ်သက်ရွေးဆက်ကြတဲ့အကြောင်းလေးဖြစ်ပြီးတော့ပေါ့နော်ဒီနိုင်ငံပေါင်း54နိုင်ငံကျော်နေပြီးတော့အကြောင်းသားပေါင်း3000ကျော်လဲတက်ရောက်နေတဲ့ကျောင်းလေးလည်းဖြစ်တယ်။ကျောင်းလေးရဲ့အားသာချက်ကိုပြောရမယ်ဆိုရင်တော့ processing မြန်တယ်ဗီဇာ result ကောင်းတယ်ကျောင်းသားကတင်တယ်location အရလည်းဆိုးနေနီးလေးမှာရှိတဲ့အတွက်ကြောင့်မလို့ဆိုးမျိုးလိုလည်းကုန်ကျစရိတ်မများဘူးပြီးစက်မှုစုံတွေနဲ့ကြီးတဲ့အတွက်ကြောင့်မလို့ကျောင်းသားတွေအတွက် part time job တွေလည်းအဆင်ပြေတယ် Summer University ကကျတော့ topic IPD PPD ဖြစ်ဖို့အတွက် Authorized Center အနေနဲ့အသိမှတ်ပြုခံထားတာဖြစ်တဲ့အတွက်ကြောင့်တစ်နှစ်ကို topic exam 12ကြိမ်ကျင်းပတဲ့အကြောင်းလေးဖြစ်တယ်ပေါ့နော်အဲ့တော့ကိုက language program တက်တည်နေဆိုပေမဲ့ topic အတွက်ကိုပြင်ဆင်နေဆိုတဲ့အကြောင်းသားတွေအတွက်ကိုအရန်ကိုတင်တော်တယ်နိုင်ငံခြားကျောင်းသားတွေအတွက်ကိုအဆောင်ကိုအပြေအဝအစီအစဉ်ပေးနိုင်တဲ့အကြောင်းဖြစ်တယ်ဒီကျောင်းလေးကကျတော့တစ်ရက်ကို4နာရီတစ်ပတ်ကို9ရက်တက်ရမှာဖြစ်တယ် semester တစ်ခုကိုစုစုပေါင်း10ပဲကြာတယ်semester အပြင်ကတော့တစ်နှစ်ကို4ချိန်ရှိတယ်ပေါ့နော် Summer University ရဲ့ထူးခြားချက်ကကျတော့ကိုရီးယားဘာသာစကားသင်တဲ့ language program တက်ရောက်တဲ့ဆိုရင်ဘာသာစကားသင်တဲ့အပြင်ကိုမှ taekwondo တွေ topic အတန်းတွေကိုလည်းတက်ရောက်လို့ရသေးတယ်။ကုန်ကျစရိတ်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီကျောင်းကိုစတင်လျှောက်ထားတဲ့ကျောင်းသားတွေအနေနဲ့ကကျတော့ application fee 1,5000ကိုသွင်းရမှာဖြစ်ပြီးတော့အကြောင်းဝင်ခွင့်ရသွားပြီဆိုရင်တော့ admission fee 1သိန်းကျောင်းသားကတော့ semester တစ်ခုကို114သိန်းနဲ့တစ်နှစ်စာ156သိန်း insurance fee ကကျတော့တစ်နှစ်စာကို1သိန်း2000ပေးသွင်းရမှာဖြစ်ပါတယ်နောက်ထပ်အရေးကြီးတဲ့တစ်ခုကတော့ scholarship ပါ major တန်းနေတက်ပြီဆိုလို့ရှိရင်ပထမစာသင်နှစ်မှာကိုပဲ 40% ကနေ 100% ထိ scholarship ရနိုင်တဲ့အခွင့်အရေးတွေရှိတဲ့အပြင်မှာကျောင်းတက်နေစဉ်ကာလမှာလည်းရဲ့ GPA နဲ့ topic ပေါ်မူတည်ပြီးတော့နောက်ထပ်ထောက်ပံ့မှုတွေလည်းရရှိအောင်မှာဖြစ်တယ်။စီယူကျောင်းဖြစ်တဲ့အတွက်ဒီ full one visa ချရအောင်မှာဆက်ပိုင်းတွေကပြင်ဆင်ရတာလွယ်ကူပြီးတော့process လည်းအရင်မြင်တဲ့အကြောင်းလေးဖြစ်တယ်။အလုံးကအတွေ့အကြုံရဆိုလို့ရှိရင်Summer University က interview ဆိုရင်လည်းတခြားကျောင်းတွေထက်စောဆုံးခေါ်တက်ပြီးတော့မှerror ချတာလေးကျောင်းလာကသွင်းရတယ်နဲ့ဒီကျောင်းဘက်က processing run တဲ့အပိုင်းမှာပေါ့နော်အရန်ကိုညံဆန်ပြီးတော့မှကျောင်းသားတွေအတွက်မှတ်နှောင်းလေးရအောင်ဆောင်ရွက်ပေးတဲ့ကျောင်းဖြစ်တာကြောင့်မလို့ကျောင်းသားတွေအတွက်အကြိုက်များတဲ့ကျောင်းလေးဖြစ်တယ်ကျောင်းက interview တော့ဖြေရတယ်ပေါ့နော် interview ဖြေရတယ်ဆိုပေမဲ့လွယ်ကူနဲ့ဖြေဆိုနိုင်အောင်ဘယ်လိုမျိုးလေးတွေဖြေဆိုသင့်တယ်ဘယ်လိုလေးတွေဆိုင်ရှိတယ်ဆိုတော့ကိုကျွန်တော်တို့ဒီ Dream Korea နေပြီးတော့အသေးစိတ်လေး guideline ပေးတဲ့ interview practice ကိုလည်းတစ်ချိန်ကနေပြောလို့အဲ့ရင်2ချိန်3ချိန်အထိကို practice လုပ်ပေးရတဲ့အတွက်ကြောင့်မို့လို့ interview အတွက်ကိုလည်းဘာမှစိတ်ပူစရာမလိုဘူးเนาะvisa success rate ကိုကြည့်မယ်ဆိုရင်လည်းဒါ visa အောင်ချက်အကောင်းဆုံးကျောင်းတွေမှာပါတဲ့ကျောင်းဖြစ်တာကြောင့်မလို့ Summer University ကတော့လုံးဝကိုရွေးသင့်တဲ့ကျောင်းတွေမှာပါတယ်။ဒါဆိုရင်တော့ကျောင်းပတ်ဝန်းကျင်ကလည်းအဆင်ပြေတယ် visa result ကလည်းကောင်းတယ် processing ကလည်းအရန်မြန်ပြီးတော့နိုင်ငံခြားကျောင်းသားတွေလည်းများတယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျောင်းသားတွေအတွက်ရွေးသင့်ဆုံးကျောင်းလေးဖြစ်တယ်။အဲ့တော့ဒီ Summer University ကိုလာမယ် December intake 2029 March intake အတွက်ကိုလည်းကြိုတင်စင်းနေပေးသွင်းလို့ရနေပြီပေါ့နော်